ကျွန်တော်ရဲ့ချစ်ရတဲ့ bossy customer တွေအတွက်ကျွန်တော်ဗာရှန်လေးတွေဗျာဗာရှန်လေးတွေထပ်စုပေးထားပါတယ်16သိန်း8000ဝန်းကျင်ရရင်သိန်း30အောက်ဗျာသိန်း30အောက်ဘိန်းလေးတွေဗျာနော်တန်တန်လေးနေရောချပေးမှဖြစ်ပါတယ်โอเคအားလုံးမင်္ဂလာဗျာနော်ကျောစီမန်နော်ဗာရှန်ဘိန်းလေးတွေထည့်ရောက်ထားပါတယ်ကျွန်တော်ဟိုတလောကတင်ပေးထားတဲ့ဘိန်းလေးတွေမရှိတော့ပါဘူးဗာရှန်နောက်ထပ်အစ်စ်ကလေးတွေထပ်ပြီးတော့စုပေးထားပါတယ်ဗျလိုင်စင်ပါတဲ့ဘိန်းလေးရှိသလိုလိုင်စင်မပါတဲ့ဘိန်းလေးလည်းရှိပါမယ်ဗာရှန်2020လုံးဝအကျွတ်ဆိုင်လေးစီရှိမယ်ဗာရှန်2021အဝင်အပြာလေးဗျာနော် modify လေးဘိန်းတွေအကုန်လုံးအမောက်မေးကရေဘူးဟန်းကကျိုးတွေဗတ်မှန်တွေစတက်မီလာအားလုံးကောင်းမယ်အင်ဂျင်မိုက်လုံးဝ share ဖြစ်နေရမယ်နော်ဒီဘိန်းတယောက်လိုင်စင်ဘိန်းလေးပါနော် 1GN 89W လေးနဲ့စီးရမယ်နော်ကဲဒီနေ့စီးရောက်ထပ်တိုးဗျာနော်အနီလေးဗျာအရန်အမေးများလို့အနီလေးတစ်စီးတစ်ထက်ရောက်မယ်လုံးဝမိုက်အနီလေးဆိုတော်တော်လေးကိုလှလာဗျာ modify လုပ်လို့ဆိုတော်တော်လှလာလေးကူရှင်လေးပြန်ချုပ်ပေးမယ်နော်ကဲဗာရှန်2021လေးဗျာနော်ဒီကောင်လေးလည်းထပ်ရှိမယ်ဒီပေါ့နော် New Zealand Alpha လေးကတော့Alpha တော့မဟုတ်ဘူးပေါ့နော် New Zealand Weight 110လေးပေါ့နော်ဖင်ထောင်လေးဒီကောင်လေးကကျွန်တော်ဟိုတနေ့ကCN5000လက်ခံထားတာဘယ်မကောင်းလို့မဟုတ်ပါဘူးနေဝေးကားနေကိစ္စမှာနည်းနည်းလေးပေါ့နော်တန်စာကနည်းနည်းလေးဈေးများသွားတာဖြစ်တဲ့အတွက်ဒီကောင်လေးစင်အဆုံးခံဝင်ပါတယ်ဒီကောင်လေးရှိပါဦးမယ်ဗျโอเคဒီစီးချင်းစီကိုနောက်နေ့ပတ်လက်တင်ပေးပါဗျဘိန်းလေးတွေစုံစုံလင်းလင်းပဲเนาะအယောင်အဆုံရှိမယ်အမဲအနီအနက်ကဲအားပေးကြပါအောင်ဗျာเนาะဒီအပိုင်းတွင်ကျွန်တော်ကိုအားပေးတဲ့ဗာရှန်အားပေးတဲ့ customer တွေကိုအများကြီးကျေးဇူးတင်ပါတယ်ဒါအခုမှလက်ရှိကျွန်တော်ဒီဘိန်းလေးတွေထပ်ပြီးတော့စုမိတာပါတချို့ဘိန်းလေးဆိုရင်ကျွန်တော်အိမ်အောင်မရောက်သေးဘူးအိမ်ကိုပြန်ထားပြီးတော့ပြန်ထွက်တဲ့အချိန်မှာပဲဒါစိုးရဖြစ်သွားတဲ့ဘိန်းတွေအများကြီးပါပဲတဦးတယောက်ချင်းစီကိုအများကြီးကျေးဇူးတင်ပါတယ်ကဲတမ်းမယ်မြန်မယ်ဗျာเนาะတကြံအနီးလေးဗာရှန်လေးနဲ့ဖြုတ်လိုက်ရအောင်ကျေးဇူးပါဒီဘိန်းလေးတွေကိုစိတ်ဝင်စားလို့ဆက်သွယ်မှာလို့ပါကျွန်တော်ဖုန်းနံပါတ်3996938866တွေကိုဝယ်ဆုံးမင်းအပိတ်နံပါတ်လေးဗျမြောက်ကလာမောင်ရဲကြီးပါဘိန်းနဲ့အားလုံးရှယ်ဖြစ်နေဖို့ 100% အမခံပါတယ်ဗျဘိန်းကျော်ဘိန်းတက်နေကြီးပါပဲကျေးဇူးပါဗာရှန်လေးထပ်ရှိမယ်နော်အဲစီမင်းလိုချင်လည်းရမယ်ရိုးဘိန်းလိုချင်လည်းရမယ်16သိန်း8000ကစပြီးတော့19သိန်း5000စီရှိမယ်ဗျာဗာရှန်လေးတွေနော်